အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ reading လေးကတော့2026ခုနှစ် March လအတွက် energy prediction ပေါ့နော် energy calendar လို့ပဲရာကနာမည်ပေးထားရပေါ့နော်ဆို reading လေးဖတ်ကြည့်ကြမယ်reading ကိုမသွားခင်မှာကိုယ့်ရဲ့ file ကိုကအရင်ကြိုပြီးရွေးကြည့်ပေါ့နော်ဆိုတော့အရင်ဆုံးဒါလေးက file 1ဖြစ်မယ်ပေါ့နော် crystal achievement တဲ့ card number က9ပေါ့နော်ဒါလေးကကြတော့ file 2ဖြစ်မယ် feather messages card number က7เนาะဒါလေးကတော့ file 3ဖြစ်မယ် evil eye projection card number က1เนาะကိုယ့်ရဲ့စိတ်ထဲမှာဒီကိုယ့်ရဲ့ match လာအတွက်ပေါ့နော်ကိုတခုခုကိုကြိုသိထားလို့ရှိရင်အသုံးဝင်လိမ့်မယ်လို့ခံစားမိတဲ့เนาะဒီ reading ထဲမှာတော့ဖြစ်ကိုအတွက်တစုံတရာအသုံးဝင်တဲ့ message တွေပါနေလောက်မယ်လို့စိတ်ထဲကနေပြီးတော့ခံစားမိတဲ့ file လေးတစ်ခုရွေးပါပေါ့နော်ရွေးပြီးသွားပြီဆိုရင်တော့အရာတို့တွေ reading ကိုသွားလိုက်ကြမယ်နော်file 1ပေါ့နော် crystal achievement ဆိုတဲ့ဒီ card လေးကိုရွေးခဲ့သူလေးအတွက် match လာပေါ့နော် tarot card လေးပါချလိုက်မယ်ပြီးတော့မှပဲပေါင်းဖတ်မယ်နော်အဲ့တော့တဲ့ file 1လေးတွေရဲ့ match လာကတော့အကောင့်အစိုးလေးတွေရောနေနိုင်တဲ့လာတစ်ခုလို့ပြောရမယ်ပေါ့နော်ဆိုတော့ဒီ oracle နဲ့ဒီ tarot card ရဲ့ energy အရာတချို့သော file 1လေးတွေဟာ match လာထဲမှာကိုစူးစမ်းနေတဲ့အရာတစ်ခုခုကတကယ်မှတ်တိုင်တစ်ခုရောက်ရှိသွားတယ်ဒါကြောင့်မို့လို့เนาะကိုအောင်ပွဲခံနိုင်တယ်ပျော်ရွှင်ရတယ်ဒီလိုသဘောတရားပေါ့နော်ဒီလိုမျိုးအခြေအနေနဲ့ကြုံတွေ့နေရမယ့်သူလေးတွေလည်းပါကောင်းပါနိုင်တယ်ဒါကကံကောင်းလို့ဖြစ်လာတဲ့အောင်မြင်မှုမဟုတ်ဘူးကံကောင်းလို့ရောက်ရှိသွားတဲ့အခြေအနေတစ်ခုမဟုတ်ဘူးကိုယ့်ဘက်ကဒီဟာကိုလိုချင်တယ်ဆိုပြီးတော့တကယ်စူးစမ်းအားထုတ်ထားတာကြောင့်မလို့ဒီသဘောတရားဟာဖြစ်လာတယ်ဒါကြောင့်မလို့တကယ်ဖြစ်လာတဲ့အချိန်မှာလည်းကိုယ်တိုင်းလည်းစိတ်ကျဉ်နေရတယ်ပျော်ရွှင်ရတယ်เนาะဒီလိုမျိုးပေါ့ဒါလေးကတော့ကောင်းတဲ့ energy ပေါ့အဲ့မဲ့တစ်ဖက်မှာဘာလေးတွေရရှိနိုင်လဲဆိုတော့ file 1လေးတွေကပေါ့เนาะဒီ match လာတဲ့မှာကိုရောက်နေတဲ့အခြေအနေဟာအမတန်မှဟန်ချက်တစ်ခုကိုကွာထိမ့်တက်ဖို့လိုမယ်ကိုနည်းနည်းလေးဟန်ချက်ပြတ်သွားတာနဲ့ကြိုးတန်းပေါ်ကပြုတ်ကျမဲ့အနေအထားမျိုးပေါ့နော်ဘယ်ဘက်ကိုမှအဲ့လိုဘယ်လိုလဲနည်းနည်းမှအတိမ်အဆောင်မခံဘူးဆိုရယ်เนาะအဲ့လိုအနေထားအဲ့လိုအခြေအနေမျိုးကိုရောက်နေတဲ့သူတွေလည်း file 1ထဲမှာပါနိုင်တယ်တချို့တွေကြားလည်းဘယ်လိုဖြစ်နိုင်လဲဆိုလို့ရှင်ကိုကအဲ့လိုเนาะဘယ်လိုလဲအရာအလုံးဟာဒီတိုင်းဆက်သွားနေနည်းနည်းမှပြင်ပအခြေအနေတွေကနည်းနည်းလေးတိမ်ဆောင်သွားတာနဲ့ကိုကဆက်ပြီးတော့အလုပ်လဲပတ်လို့မရတော့ဘူးပေါ့နော်အဲ့လိုမျိုးကိုလုံနေတဲ့ပုံစံဒီတိုင်းပဲဆက်သွားနေရမယ်ကိုကလည်းရက်လို့မရဘူးကိုကလည်းနားလိုက်လို့မရဘူးเนาะကိုကနားလိုက်တာနဲ့ကိုတိုင်းကဟန်ချက်ပြတ်တော့မယ်လို့ထင်ပြီးတော့အဲ့လိုမရက်မနာဆက်သွားနေမိတဲ့ file 1တွေလည်းရှိကောင်းရှိနိုင်တယ်အဲ့ခါမှာတစ်ခေါက်ပြန်စဉ်းစားကြည့်ရမှာတကယ်ရောဒီလောက်ကြီးကိုတယောက်တည်းပေါ့နော်အဲ့လိုဘယ်လိုလဲရှိသမျှအရာတွေအကုန်လုံးကိုတပြိုင်နက်တည်းမှာလုံနိုင်ဖို့လိုရဲ့လားပေါ့နော်တချို့အရာတွေကဘာကိုဒီချိန်မှာတော့ဘာကိုဦးစားပေးလိုက်မယ်ဒီချိန်မှာတော့ဒါလေးကိုခဏနော်အနောက်ပို့ထားလိုက်မယ်ဆိုပြီးတော့ပြန်ပြီးတော့ညှိစရာမရှိဘူးလားညှိလိုက်လို့ရှိရင်ကိုနေရတာပုံများအဆင်မပြေသွားလောက်ဘူးလားပုံများကိုအတွက်နော်လွတ်လပ်မှုတစ်ခုကိုမခံစားရလောက်ဘူးလားဆိုတဲ့ဟာကိုပြန်ပြီးတော့ sensitive နေပေါ့နော်နောက်ထပ်တစ်ခုကကြတော့လေ file 1လေးတွေရှယ်စိတ်ထဲမှာဆိုလို့ရှိရင်လေအတွေးတစ်ခုနဲ့တစ်ခုဟာဘယ်လိုလဲသဘောထားမတိုင်းဆိုင်ကိုအတွေးနဲ့ကိုပေါ့နော်ခဏနေကြလို့ရှင်ကိုတွေကဒါကိုလှုပ်တဲ့နဲ့ဖြစ်လိုက်ခဏနေကြလို့ရှင်မလှုပ်တဲ့ဦးထင်နဲ့ဖြစ်လိုက်တယ်အဲ့လိုတစ်ခုနဲ့တစ်ခုအတွေးအချင်းချင်းကကိုအတွေးပဲ
နော်တခြားလူအတွေ့မဟုတ်ကိုအုံနောက်ထဲမှာပဲအတွေ့တစ်ခုနဲ့တစ်ခုအားလို့သဘောထားမတိုက်ဆိုင်နေဘူးတချို့တွေကြားရလဲကိုအတွေ့နဲ့ကိုစိတ်ထဲမှာဖြစ်တာမဟုတ်ဘဲနဲ့ကိုနဲ့ကိုပတ်ဝန်းကျင်သူတွေနဲ့ကြားရဲမှာသဘောထားမတိုက်ဆိုင်မှုလေးတွေရှိနေတဲ့အတွက်ကြောင့်မို့လို့တင်းမာမှုတွေရှိကောင်းရှိနေနိုင်တယ်တယောက်ကိုတယောက်အမှန်တိုင်းနားမလည်နိုင်ဘူးတယောက်ရဲ့လိုချင်တဲ့အရာကိုတယောက်ကမသိဘူးစသဖြင့်เนาะဒီလိုမျိုးလဲဖြစ်ကောင်းဖြစ်နေနိုင်တယ်ဆိုတော့အကယ်၍ဒါအဲ့လိုသဘောတရားနဲ့ကြုံတွေ့နေရတဲ့ဖိုင်ဝမ်လေးတွေပါတယ်ဆိုလို့ရှိရင်လေကိုယ့်ရဲ့အတွင်းထဲမှာပဲကိုယ့်အတွင်းတွေကရှုပ်ရှက်ခတ်နေရဆိုလို့ရှိရင်ခဏလောက် pause လုပ်လိုက်မတွေးဘဲနဲ့ခဏเนาะဘာမှမတွေးဘဲနဲ့ကိုယ့်စိတ်ကိုခဏပြန်အနားပေးလိုက်ကိုယ့်စိတ်ကတကယ်ငြိမ်သက်သွားပြီးအေးဆေးသွားပြီးဆိုတော့မှပဲရှင်းရှင်းလင်းလင်းတွေးပေါ့နော်ဒီလိုမျိုးပြောရမှာပေါ့ဒီလိုမဟုတ်ဘဲနဲ့ကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူးပြင်ပလူတွေနဲ့ကိုယ်နဲ့ကြားထဲမှာသဘောထားမတိုက်ဆိုင်ဘူးဒီလိုဖြစ်နေပြီဆိုလို့ရှိရင်သူတို့အတွေ့ကိုကနားထောင်ပေးလိုက်ကိုဟာအရင်ပြောချင်တယ်ဆိုပြီးတော့ကိုကပါဝင်ပြီးတော့အော်ဟစ်မနေတော့ဘဲနဲ့သူတို့ကဘာဖြစ်ချင်တာလဲလို့နားထောင်ပေးလိုက်ပြီးတော့သူတို့ပြောချင်တာကိုကကြားတယ်နားလည်တယ်เนาะကိုကလည်းဒီလိုဖြစ်ချင်တာဆိုပြီးတော့ပြပြလဲလဲပြန်ပြီးတော့ညှိနှိုင်းဆွေးနွေးတာမျိုးလုပ်လို့ရှိရင်ပို့ပြီးတော့ရလက်တစ်ခုเนาะစိတ်ချမ်းသာစရာကောင်းတဲ့ရလက်တစ်ခုရလောက်မယ်ပေါ့เนาะဆိုတော့ okay sorry အဲ့လိုလေးဖတ်ထားပေးမယ်ဒါ Pi 1လေးရဲ့ match energy ပေါ့เนาะPi 2ပေါ့နော် feather messages ဆိုတဲ့ဒီ card လေးပေါ့နော်ဒါလေးကိုရွေးခဲ့သူလေးတွေပေါ့Pi 2လေးရဲ့ match la energy tarot card လေးတွေရင်ချကြည့်လိုက်မယ်နော်ဒီမှာပေါင်းဖတ်မယ်High two လေးတွေကဒီရလာတဲ့ tarot card တွေထဲမှာဆိုလို့ရှိရင်เนาะ Page of Pentacles, Ace of Pentacles and then Magician ဒါ major arcana card ပေါ့နော်ဒီနှစ် card မှာဆိုလို့ရှိရင်လည်းเนาะဒီ Ace of Pentacles ဆိုတာအရန်ကောင်းတဲ့အဲ့လို opportunity တစ်ခုအခွင့်အလမ်းတစ်ခုဒါလေးမှလည်းအစတစ်ခု beginnings တစ်ခုเนาะဒါကိုစားပြရဲဒီ page ဆိုတာလည်းเนาะလိုမျိုး beginners energy လို့ပြောရမလားအခုမှအစเนาะဆိုတော့မြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်အပြင်ကလည်းကို opportunities တစ်ခုကမ်းပေးလာတယ်ဒါလေးကိုလက်ခံလိုက်တယ်ဒါကိုအတွက်အရန်ကောင်းတဲ့အစတစ်ခုပဲဒီလိုသဘောတရားတစ်ဖက်မှာ the magician ဆိုတဲ့ card တဲ့သဘောတရားကကြတော့ကိုစီမှာငါဒါကိုဖြစ်ချင်တယ်ဆိုရဲလို့တစ်ခုခုကိုတေချာလေးအာယုံစိုက်ပြီးတော့ဖန်တီးဖို့အတွက်လုံလောက်တဲ့ resource တွေအားလုံးရှိနေပြီသား resource လည်းရှိရယ် skill လည်းရှိရယ်ကွာဒါကိုအာယုံစိုက်ပြီးတော့ intentionally စူးစမ်းနေဖို့ပဲဒါဆိုလို့ရှိရင်သူကเนาะအဲ့လိုဒီ magician ဆိုတဲ့ card ကို manifestation လို့လည်းပြောကြတယ်ဆိုတော့ကိုဖြစ်ချင်တဲ့အရာကိုဒါကိုက design မမအာယုံစိုက်ပြီးတော့ကောင်းထဲပေါ်နေမယ်ဆိုလို့ရှိရင်အဲ့အရာကဖြစ်လာလိမ့်မယ်ဒီလို energy ဆိုတော့အားလုံးပေါင်းလိုက်တဲ့အခါမှာเนาะဒီ match လာတဲ့မှာ Pi 2လေးတွေကကိုယ့်နဲ့ကိုယ်เนาะငါလုံနေတဲ့ဟာမှန်ရဲ့လားငါအခုဘယ်နာကိုရှောင်းနေတာလဲစသဖြင့်เนาะအဲ့လိုခံစားနေရတယ်ဆိုလို့ရှိရင်เนาะ feather လေးကလည်း you are on the right path လို့ပြောချင်တာကိုအခုလုပ်နေတဲ့အရာဟာအစတစ်ခုဖြစ်နေပါစေအောင်เนาะကိုဟာအခုလမ်းကြောင်းမှန်ပေါ်မှာရှိနေတာဒါမဲ့ကိုကဒါအစပဲရှိသေးတယ်ဒါရုပ်တကယ်အကောင့်ထဲပေါ်လာဖို့ကိုသွားနေတဲ့လမ်းကြောင်းမှာကိုရောက်ချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ဆိုလို့ရှိရင်ကိုဘက်ကနေပြီးတော့ဖြတ်ကျော်ရမယ့် step တွေရှိရယ်ကြုံတွေ့ရမယ့် challenge တွေရှိရယ်ဒါမဲ့အဲ့ဒါတွေကိုဖြတ်ကျော်ဖို့အတွက်ဖြည့်ရှင်းဖို့အတွက်ကိုယ်စီမှာလုံလောက်တဲ့ skill နဲ့ resource တွေအကုန်ရှိနေပြီသားကိုကအဲ့ကိုသွားချင်တဲ့ပန်းတိုင်ပြောရမလားကိုလိုချင်တဲ့အရာကိုအာယုံစိုက်ပြီးတော့အကောင့်ထဲပေါ်နေဖို့ပဲဒီလိုပြောရမယ်နော်ဆိုတော့ဒီ Ace of Pentacles ဆိုတာတချို့တွေလည်းအလုံးနဲ့ပတ်သက်တဲ့ area မှာဖြစ်နိုင်တယ်တချို့တွေလည်းငွေရေးကြေးနဲ့ပတ်သက်တဲ့ area မှာဖြစ်နိုင်တယ်အလုံးငွေရေးကြေးဒီလို
တိတိကျကျ area တစ်ခုခုမသတ်မှတ်ထားဘူးဆိုလို့ရှရင်တောင်းမှာပဲကိုကဒီ reading ကိုလာနားထောင်မိတယ်အခုချိန်မှာကိုဘဝထဲမှာအသစ်လေးတစ်ခုစတင်နေတယ်เนาะဒါကိုစတင်နေစေမှာကိုကလည်းကိုလည်းငါသွားနေတဲ့လမ်းကြောင်းအမှန်ဖြစ်ရဲ့လားအမှန်မှဟုတ်ရဲ့လားပေါ့နော်ငါတကယ်လမ်းမှန်ပေါ်မှာရှိနေရဲ့လားလို့တန်တရားဖြစ်နေတယ်ငါသွားချင်တဲ့ငါအကောင့်ထဲပေါ်ချင်တဲ့အရာကိုတကယ်အကောင့်ထဲပေါ်နိုင်ဖို့အတွက်ငါမှလုံလောက်တဲ့ resources တွေ skill တွေရှိရဲ့လားလို့လည်းကိုကပြန်ပြီးတော့တန်တရားဖြစ်နေရဲဆိုလို့ရှိရင်အဲ့လိုမဖြစ်နဲ့ you are on the right path ပဲပြီးတော့ကိုမှတကယ်အခုချိန်အတွက်လိုအပ်တဲ့ resource and skill ကရှိနေပြီးသားပဲကိုက focus လုပ်ပြီးတော့เนาะ manifest လုပ်နေဖို့ပဲဒီလိုပြောရမယ်เนาะဆိုတော့အရန်ကောင်းတယ်ပေါ့เนาะ five jewelry တွေအတွက် match ကတော့အရန်ကောင်းတဲ့ energy လို့ပြောရမယ်လာလေးတစ်ခုပေါ့เนาะOkay, pie 3ပေါ့နော်ဒီ Evil Eye ဆိုတဲ့ card ကိုရွှေခဲ့သူလေးတွေရဲ့ match လာပေါ့နော်ဆိုတော့ tarot card လေးတွေထားကြည့်လိုက်3လေးတွေ match လာပေါ့နော်အဲ့တော့တဲ့ high 3 လေးတွေကတော့ Yadi Oracle Marka Protection ဆိုတဲ့ card လေးရတယ်ပေါ့နော်ပြီးတော့ဒီ3ကတ်ကို Yadi လိုမျိုးလေးပြန်ဖတ်ချင်တယ်ပေါ့နော်ဒီလိုမျိုးလေး story line နဲ့ဖတ်မယ်ဆိုလို့ရှိရင်လေကဲ၍တောင် high 3ကိုရွှေ့ခဲ့သူလေးတွေက match လာထဲမှာပေါ့နော်အကြောင်းအရာတစ်ခုခုအတွက်စိတ်ထဲမှာစိုးရိမ်နေတယ်ပူပန်နေတယ်ဒီအကြောင်းအရာကလည်းအဲ့လိုပြင်ပကသူတယောက်ပြင်ပကအဖွဲ့အစည်းတစ်ခုခုကချမဲ့ဆုံးဖြတ်ချက်နဲ့သက်ဆိုင်နေပေါ့နော်အဲ့လိုမျိုးသူတွေပါတယ်ပေါ့နော်ပြင်ပကသူတယောက်ပြင်ပကအဖွဲ့အစည်းတစ်ခုခုကချမယ်ဆိုတဲ့စီမှာဒီ justice ဆိုတဲ့ card ကတကယ်ပဲတရားရုံးတစ်ခုခုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တရားရုံးကချမဲ့အမိန့်တစ်ခုခုကိုစောင့်ပြီးတော့စိတ်ပူနေရတာတရားရုံးမဟုတ်လို့ရှိရင်လည်းပေါ့နော်လို့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတယောက်လောက်ပိုင်ခွင့်ရှိတဲ့သူတယောက်ရဲ့ဆုံးဖြတ်ချက်ဒါနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာစိုးရိမ်မှုတွေပူပန်မှုတွေရှိနေတဲ့ five 3လေးတွေပါလို့ရှိရင်လေစိုးရိမ်စရာမလိုပေါ့နော်သူတို့ချလိုက်မဲ့เนาะဒီလိုမျိုးဘယ်လိုလဲဆုံးဖြတ်ချက်ဆိုတဲ့အရာဟာညကြတဲ့ဆုံးဖြတ်ချက်ပဲဖြစ်လိမ့်မယ်ကိုကအဲ့လိုเนาะ protection တခုရှိထားပြီးသားပဲကိုယ့်ဘက်မှာကံကရှိနေတယ်ဒီလိုမျိုးလို့အရာကဖတ်ထားပေးခြင်းနဲ့ပေါ့เนาะအဲ့လိုမျိုးသူတွေပါလို့ရှင်ပုံမှန်အဖြစ်တော့ justice ဆိုတဲ့ card ကကိုလှုပ်ခဲ့တဲ့အကြောင်းတရားတွေရဲ့အကျိုးတရားကိုပြန်ပြီးတော့ခံစားရမယ်ဆိုတဲ့သဘောတရားပေါ့เนาะဆိုတော့ကိုကကောင်းတာလုပ်ခဲ့လို့ရှိရင်ကောင်းတာပြန်ခံစားရမယ်ကိုကိုရိုင်းကလည်းမဟုတ်တာတွေလုပ်ခဲ့လို့ရှိရင်ရလာမယ်ရလက်ကလည်းမဟုတ်တာတွေပဲဖြစ်မယ်တက်ကက်ထဲပဲကြည့်မယ်ဆိုရင်ဒါပေမဲ့ဒီဘက်က oracle လေးအရာဆိုလို့ရှိရင်ကိုဘက်မှာကံရှိနေတယ် protection ကကိုစီမှာရှိနေတယ်ဒါကြောင့်လို့ကွာမလိုအပ်ပဲနဲ့စိတ်ကိုပို့ပြီးတော့စိုးရိမ်မှုတွေပူပန်မှုတွေမဖြစ်အောင်လို့เนาะဘယ်လိုလဲကိုပြန်ပြီးတော့ကိုရဲ့စိတ်ကိုပြန်ပြီးတော့တက်တာရအောင်လို့เนาะစူးစမ်းကြည့်တဲ့ねပေါ့သို့မဟုတ်တစ်ခါလေကြားလို့ရှင်လည်းဘယ်လိုဖြစ်သွားတယ်လဲဆိုလို့ရှင်ကိုရိုင်းကအရေးပါတဲ့ဆုံးဖြတ်ချက်တစ်ခုခုကိုချဖို့လိုနေတဲ့အချိန်အခါကျန်ပေါ့နော်ဒါရုပ်လုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားဒီလမ်းကိုသွားရင်ကောင်းမလားမသွားရင်ကောင်းမလားစသဖြင့်အဲ့လိုတွေးဝင်နေရတယ်အရေးပါတဲ့ဆုံးဖြတ်ချက်တစ်ခုချရမယ့်နေရာမှာရောက်နေတယ်ဒါကြောင့်မလို့ကိုယ့်စီမှာစိုးရိမ်မှုတွေပူပန်မှုတွေမှားပြီးတော့ဆုံးဖြတ်လိုက်မိမှာမှားပြီးတော့ရွေးချယ်လိုက်မိမှာကြောက်နေတယ်ဆိုလို့ရှိရင်လည်းစိုးရိမ်နေခြင်းအဖြစ်ပို့ပြီးတော့မှန်တဲ့လမ်းကိုရွေးနိုင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့တခုခုမဆုံးဖြတ်လိုက်ခင်မှာတခုခုမရွေးချယ်လိုက်ခင်မှာကောင်းတဲ့အချက်ဆိုတဲ့အချက်ဒါတွေကိုတေချာလေးသိအောင်လုပ်ပြီးတော့မှဒီလမ်းကိုရွေးလိုက်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအားဒီသဘောတရားတွေဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့နောက်ဆက်တွဲလားဒါမှမဟုတ်ရှင်နောက်ထပ်လမ်းတစ်ခုကိုရွေးမယ်ဆုံးဖြတ်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဆုံးဖြတ်ချက်ကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲတွေကိုကိုကလက်ခံနိုင်လားဒီလိုမျိုးတေချာလေးရိုးရိုးသားသားပြန်ပြီးစဉ်းစားတင်တယ်နော်အဲ့မှာNine of Cups ဆိုတဲ့ card လေးရနေတဲ့အတွက်ကြောင့်မို့လို့
ကိုယ့်ရဲ့နှလုံးသားကတကယ်လှုပ်ချင်တဲ့အရာပေါ့နော်ကိုယ်ခံစားချက်ကတကယ်ခံစားချက်ဆိုတဲ့စီမှာလည်းအပေါ်ယံပေါ့နော်အဲ့လိုမတည်ငြိမ်တဲ့ခံစားချက်တွေကိုပြောချင်တာမဟုတ်ဘူးတကယ်ကိုယ်စိတ်ထဲကလေးလေးနက်နက်ခံစားရတဲ့အတိုင်းဒါကိုလုပ်လို့ရှိရင်ကိုတကယ်စိတ်ချမ်းသာမယ်ဆိုတော့เนาะအဲ့ဒီလမ်းကိုရွေးချယ်တာမျိုးလုပ်ရင်ပိုပြီးတော့ကောင်းတယ်ပေါ့maybe တချို့တွေအတွက်ဆိုလို့ရှိရင်တော့အဲ့လို offer တွေ proposal တွေရလာတဲ့เนาะဒီလိုမျိုး pi 3လေးတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒီမှာတစ်ခုရှိတာကလေ pi 3လေးတွေထဲမှာเนาะဒီ nine of swords ရဲ့ energy နဲ့ protection ဆိုတဲ့ card လေးရပါပေါ့နော်မကောင်းတဲ့အရာတွေကိုပဲတွေးပြီးတော့မကောင်းတာတွေတွေးလေကိုကပို့ပြီးတော့စိုးရိမ်လာလေစိတ်တရားဖိစီလာလေဒါကြောင့်လို့မကောင်းတာပဲထပ်ပြီးတော့ဆက်ဖြစ်လေနေအဲ့မကောင်းတန်တရားမှာလဲနေတာမျိုးကိုကဖြစ်နေခဲ့ရဲဆိုလို့ရှိရင်ကိုလည်းပြန်ပြီးတော့အဲ့ negative ဖြစ်တဲ့အရာတွေကနေ protection လုပ်ဖို့အတိတတိနဲ့ပဲပြန်ပြီးတော့ protection လုပ်ရမယ်ပေါ့နော်ပြင်ပကအရာတွေကကိုလာမထိခိုက်နိုင်အောင်လို့ကံရဘလောက်ပဲเนาะအတိတ်ကံကြောင့်မလို့ပြင်ပကအရာတွေကတစုံတရာကိုလာမထိခိုက်နိုင်အောင်လို့ဆိုပြီးတော့ကာကွယ်နေတဲ့ကံတစ်ခုရှိနေတိတိုင်အောင်ကိုကကြတော့ပြစ္ဆုတ်ပံမှာအတွေးတွေကเนาะအဲ့လိုမကောင်းတာတွေပဲထက်ခါတွေးနေမိရဲဆိုလို့ရှိရင်လေကိုတိုင်းကကိုရဲ့အနည်းဆုံး negative energy ဖြစ်နေမှာပေါ့နော်ဆိုတော့အဲ့လိုလေးမဖြစ်အောင်လည်းသတိထားသင့်တယ်ပေါ့နော် so okay ဒါလေးက high 3လေးတွေရဲ့ match အတွက်ပေါ့နော်